သမီးဒီနေ့လေ water fight champion ဖြစ်ရမယ် တနစ်ကလည်း champion လို့သာပြောဘာစုမှလည်းမရ ဟာရတယ်လေ champion ဆိုရဲတိုက်တရနေပြီပဲဘာလို့သေးလို့လဲ အေးပါဟုတ်ပါမယ်ချန်ပီယံလေးဘယ်ရောက်တော့အမြောက်ဖြစ်နေဒီဘုံနေမှာလည်းမရှိပါလားဟာထပ်ပြရတော့မှာပေါ့ဟာရေလည်းမလားသမီးတငယ်ချင်းနေလာတော့မှလေခဏနေအဝတ်စားရပါလဲထားလိုက်တော့ဟုတ်ရေမရအောင်တော့လူကတော့ပဲဖြစ်ပြီးဒါပေမဲ့ရေကတော့မသိရဘူး။ပြောညာကြရဖြစ်တာမယ် sorry အိမ်ပြော်လာလို့ This is the final game time. Let's go! Yeah!
ဖြည့်ထားတာဒီနေ့မနေ့ရေးမရှိတော့အခုဖြည့်ထားရလဲမနေ့ကျရင်ပြောင်းလာမသိဘူးမပြောင်းရင်တော့ကောင်းမှာပဲဟဲ့ရော့ဘူးလေငါကြမ်းနေတယ်တရားမဲကအတောက်ဖြစ်ရမှာလေပြီးတော့ယူနီဖောင်းရပဲမှာကလေးတွေရှိသွားရင်ကလေးလိုပဲဝင့်ရမယ်ဆိုပြီးတော့လက်ဒီကစီကန်းထုတ်ထားလို့ငါကြီးလိုပဲဖန်ဆင်းထားတာ။အော်အဲ့ဆိုလေတရားမဲဝတ်စုံတစ်ခါမှမြင်ဘူးလို့ဖန်ဆင်းပြပါလား။စီကန်းကစီကန်းမဲ့လေ။ဟာစိတ်တက်။ငါကြီးလိုဖြုတ်ထားတာ။ဟမ်ဘာလို့လဲ။ဒီနေ့ဘာဖြစ်လို့တင်ရင်ချင်းတွေကိုလိမ့်တာလဲ။ဖွားဖွားရင်တော့ပြောတာတရားမဆိုရင်တရားမကနက်ပြည်ကနေလူပြည်ကိုဆင်းလာပြီးတော့မကောင်းတဲ့သူတွေကိုခွေးတည့်ပရပိုက်ထဲမှာမှတ်တယ်ခုကြောင့်ဘာလို့စာအုပ်ကြီးဖြစ်နေရလဲ Animals abuse ဆိုပြီး social media မှာဝိုင်းပြောနေကြလို့စာအုပ်တုံးကတော့ပိုစိတ်ဖြစ်တယ်ဟာတရားမဘိုးလိုမှောက်နေဟုတ်ပါပြီအဲ့ဆိုဝါးတွေခုတ်တာကြအဆင်ပြေတယ်ငါတို့နက်ပြည်မှာဝါးဆက်ရင်းရှိရဲနင်တို့လူပြည်ရဟာတွေမထီဘူးပြောရရှုပ်တယ်ကွာနင်မနှက်ပြီးတော့ပြန်တော့မှာ No မပါတယ်တရားမဲကလူပြည်စစငါရှိရင်တန်းလာလားမသိဘူး။အော်ဒီကရေမပြောက်တော့ဘူး။တို့ရနင်ဘာတွေစဉ်းစားနေရလဲမပျော်ဘူးလား ။အော်မပြောတာတော့မဟုတ်ပါဘူး။မနေ့ကရေတွေပဲပြောက်သွားလဲစဉ်းစားတယ် ဟဲနင်မဖြည့်ထားဘူးဆို ။အော်မျိုးတော့စိတ်မကောင်းဖြစ်မှာဆိုလို့အားကြောင့်အိပ်ပျော်သွားတယ်လို့ပြောလိုက်တယ် ဟဲဒါဆိုရင်ဒီတိုင်းပဲမနေနေနဲ့လေလာအဖြည့်သွားရှာရအောင် ။ဦးကျော်ကြီးမနေ့ကသမီးဖြည့်ထားတဲ့ရေတွေကိုတုံးလိုက်တာလား ဟုတ်တယ်လေနောက်ရက်ကြံကြောက်ပြီမို့လို့ညတွေကကားတွေအကုန်လုံးရေဆေးထားလိုက်တာ ။အဲ့ဆိုဘာလို့ပြန်မဖြည့်လိုက်တာလဲ ရှိမလို့ပဲရေဆက်ပြတ်သွားလို့မနေ့ကြောက်လေပြင်ပြီးချင်းဖိုးဖိုးကြီးကပြင်ကိုခိုင်းလိုက်လို့စောနာမှပြန်ရောက်တယ် ။အော်ဟုတ်ကဲ့အဲ့ဆိုဦးကျော်ကြီးနားလိုက်အောင်နော် Mystery solve outside target Bye. Wait. Thank you. What? ဒီနေ့ဘာဖြစ်လို့တင်ရင်ချင်းတွေကိုလိမ့်တာလဲ Nothing. Oh. Bye bye. Bye.